ယခုဘဝမှာယောက်ျားလေးတစ်ယောက်ဖြစ်ဝင်စားပြီးယခုပြစ္ဆုတ်ပံမှာထိုမျိုးသားတစ်ယောက်ဟာ LGBT တစ်ယောက်ဖြစ်နေခြင်းဟာအဲ့ဒီမျိုးသားတစ်ယောက်ရဲ့ရွေးချယ်မှုကြောင့်လားဒါမှမဟုတ်အဲ့ဒီမျိုးသားတစ်ယောက်ရဲ့အတိတ်ဘဝကကံအကျိုးတရားကြောင့်လားဘလို့အကျိုးတရားများကြောင့်ထင်ပါတယ်လေဖေ။အဲ့ဒါတော့ကာမေတုမစ္ဆာစာရကံလို့ခေါ်တယ်။အတိတ်ဘဝတော့ကသူဒီကာမေတုမစ္ဆာစာရကံလူကျခဲ့တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်သူ့ရဲ့လူဖြစ်တာကတော့ကုသိုလ်ကံလူဖြစ်တဲ့ကုသိုလ်ကံကိုအဲ့ဒီကာမေတုမစ္ဆာစာရအကုသိုလ်ကံလာနှောက်ရှက်ပလိုက်တာ။ထောက်တဲ့ခါကျတော့ယောက်ျားစစ်စစ်မဖြစ်တော့အဲ့လိုဖြစ်သွားတာ။သူကလူဖြစ်တာတော့ကုသိုလ်ပဲနော်လူဖြစ်တာကုသိုလ်ကိုအကုသိုလ်ချဖြစ်လာနှောက်ရှက်ပလိုက်တာ။ဆိုတော့အကုသိုလ်ကလုံးလုံးကြီး 100% အကျိုးပေးလို့မရဖြစ်သွားတာပေါ့။အဲ့လိုဖြစ်သွားအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ရောထွေးသွားတဲ့အဖြစ်ပေါ့နော်ဒါကတော့ဗုဒ္ဓရဲ့ကျမ်းဂန်ထဲမှာလိန်တူချစ်ချင်းကိုမိစ္ဆာဓမ္မတွေထည့်ထားတာမျိုးတရားဝင်ရှိပါလားဖေ။ရှိခဲ့ရင်မေထုံမိဝဲတာချင်းအတူတူမေတ္တာထားကြတာချင်းအတူတူကိုလိန်ခွဲကိုကြတော့ဘာဖြစ်လို့မိစ္ဆာဓမ္မတွေမထည့်ရပါလဲဖေ။အဲ့တော့မြတ်စွာဘုရားကတော့အဲ့လိုသူကမိစ္ဆာဓမ္မပရိတ္တတွေသုံးတယ်ပေါ့နော်ထက္ကရာဆရာကအဲ့ဒါထပ်ဖွင့်ပေးထားတာပါမြတ်စွာဘုရားတော့ဓာတ်ရိုက်ဟောတာတော့မရှိဘူးပေါ့နော်ဓာတ်ရိုက်မြတ်စွာဘုရားတော့ဓာတ်ရိုက်မဟောဘူးဒါပေမဲ့အဲ့ဒီပါဠိစကားလုံးကိုထက္ကရာဆရာကဘာဆိုလိုလဲဆိုတာကိုထပ်ဆင့်ဖွင့်လိုက်တာပေါ့လိန်တူဆက်ဆံခြင်းကိုပဲဒါမြတ်စွာဘုရားဆိုလိုပါတယ်ဆိုပြီးတော့ထက္ကရာဆရာဖွင့်တာဆိုတော့အဲ့ဒီမှာကျတော့ဦးဇင်းတို့ဘာဖြစ်လို့လဲဆိုတော့ဟိုတဘာဝနဲ့အတဘာဝလို့ခေါ်တယ်ဟိုအမျိုးသားနဲ့အမျိုးသမီးဆိုတာကတဘာဝကြတယ်တရိစ္ဆာန်ပဲဖြစ်ဖြစ်ဒီဟိုပဲဒီလူပဲဖြစ်ဖြစ်ပေါ့နတ်ပဲဖြစ်ဖြစ်အားလုံးကဒါဝိတဘာကအာယံခေါ်တယ်လေဝိတစန့်ကျင်ဘက်ပေါ့အမျိုးသားနဲ့အမျိုးသမီးဆိုတာစန့်ကျင်ဘက်ဒါတဘာဝကြတယ်ဟိုစန့်ကျင်ဘက်မို့လို့သဘောကျနှစ်ကြတာပေါ့လေအဲ့တော့တဘာဝမကြတဲ့ဥစ္စာနှစ်ခုကခုနကလို့ကြာကြာချင်းဆိုတဲ့ဟာကြတာခါကြတော့မမချင်းဆိုတဲ့ခါကြတော့ဒါကဝိတဘာကမဟုတ်တော့တဘာကအဲ့တော့တဘာကကိုတက်မှတ်တယ်ဆိုတဲ့စိတ်ကဒါပုံမှန်ရာဂစိတ်တဲ့နည်းနည်းပြင်းထန်သွားတဲ့သဘောဘောလားမသိဘူးပုံမှန်ရာဂစိတ်တဲ့နည်းနည်းအားကြီးတဲ့သဘောကိုခေါ်တယ်တဘာဝတရားကိုစန့်ကျင်သွားတာအဲ့ကြောင့် तू ကအားကြီးတဲ့ရာဂစိတ်တစ်မျိုးဖြစ်လို့သူ့ကိုမိစ္ဆာဓမ္မလို့သုံးထားတာပါဒါတာမရာဂတဲ့ तू ကနည်းနည်းပြင်းထန်တယ်ဆိုတော့သဘောကိုဒီညွှန်းတာဖြစ်ပါတယ်